ဟုတ်ကဲ့ကျွန်တော်ရဲ့ဓမ္မမိတ်ဆွေသူတော်စင်သူတော်ကောင်းများအားလုံးနဲ့ဂုဏ်တော်ဂါထာတော်မန္တန်တော်ဒီကိုရှုဖတ်တဲ့ဆက်ပူဇော်လို့တော့ကျွန်တော်ရဲ့ဓမ္မမိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်ရဲ့ BPL YouTube channel ကနေကြိုဆိုလိုက်ပါတယ်ခင်ဗျဒီနေ့မှာတော့ကျွန်တော်ရဲ့ဓမ္မမိတ်ဆွေများအားလုံးအတွက်လေဒီဆရာတော်ဘုရားကြီးဆုံးမတော်မူခဲ့မှုတဲ့ဂုဏ်တော်လဲပွားဂါထာလဲရွတ်ဆိုတဲ့အကြောင်းအရာလေးကိုကျွန်တော်ဖတ်ထားမိသလောက်ကျွန်တော်လေ့လာထားမိသလောက်ကိုကျွန်တော်ရဲ့ဓမ္မမိတ်ဆွေသူတော်စင်သူတော်ကောင်းများအားလုံးအတွက်ပြန်လည်ဝေမျှတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျကျွန်တော်ရဲ့ဓမ္မမိတ်ဆွေများအားလုံးအတွက်လည်းအခုကျွန်တော်ဝေမျှပေးသွားမယ်အကြောင်းအရာကအကျိုးရှိပြီးအသုံးဝင်စေလိမ့်မယ်လို့လည်းအပြည့်အဝယုံကြည်မိပါတယ်ခင်ဗျလေဒီဆရာတော်ဘုရားကြီးဆုံးမတော်မူခဲ့မှုတဲ့ဂုဏ်တော်လဲပွားဂါထာလဲရွတ်ဆိုတဲ့အကြောင်းအရာလေးကိုအခုလိုစတင်လိုက်ချင်ပါတယ်ခင်ဗျဂုဏ်တော်လဲပွားဂါထာလဲရွတ်မောင်ခင်ဖျားမင်းထမင်းစားသလားကွနေတိုင်းစားပါတယ်ဖျားအချိုလေးအချင်းလေးများကောမစားဘူးလားစားပါတယ်ဖျားအချိုအချင်းကြတော့ဘာတွေစားလဲမှန်ပါအချိုစားခြင်းတဲ့အခါထမ်းလျက်ကြံတကာတကြားတို့စားပါတယ်ဖျားအချင်းစားလို့တဲ့အခါတမယာရှောက်တိများစားပါတယ်ဖျားဟုတ်ပြီအချိုအချင်းပဲစားတော့ကိုထမင်းမစားပဲနေနိုင်လားကွထမင်းမစားပဲမနေနိုင်ပါဘူးဖျားဒီလိုပဲမောင်ခင်တို့ဖျားရှင်ရဲ့အာနာစက်တွေကခုထိပူပူနွေးနွေးရှိသေးတယ်ဖျားရှင်ရဲ့ပရိတ်တော်တွေပဋ္ဌာန်းဒေသနာတော်တွေဓမ္မခံတွေကိုထမင်းလို့မှတ်ခွဲရံပန်းရံခါစားတာကအချိုချင်းနဲ့တူတဲ့ဂါထာမန္တန်တွေရွတ်ကြတာနဲ့တူတယ်ဂါထာမန္တန်တွေဆိုတာသူ့နေရာနဲ့သူအသုံးတဲ့ပြီမဲ့ထမင်းကိုလက်လွတ်လို့မရဘူးဟိုဂါထာကကောင်းနို့ဒီဂါထာကအစွမ်းထက်နို့နဲ့ရွတ်နေလို့ကအကျိုးထူးပါမလားကွမထူးပါဘူးဖေဟာဥပမာတစ်ခုပြောပြမယ်တခါကခရီးသွားတယောက်ဟာရေစာလာမွတ်သိလို့ရေရရှိနိုင်မဲ့နေရာတွေကိုတူးတဲ့တွင်းနေတာတွင်းပြီးတွင်းများလာတယ်ဘယ်တွင်းကမှရေမရဘူးကွဒီလိုနဲ့လက်မိုင်ချနေတော့လူတယောက်ရောက်လာပြီးဒီလိုတူးနေလို့တော့ဒီတသက်ရေတောက်ရမှာမဟုတ်တော့ဘူးတူးလက်စာတွင်းနေတဲ့ကအနက်ဆုံးတွင်းကိုသာရွေးပြီးတော့ဆက်တူးပါလို့ပြောပြီးထွက်သွားတဲ့ဒီတော့မှဟုတ်တာပဲဆိုပြီးသူတူးထားတဲ့တွင်းတွေကအနက်ဆုံးတွင်းကိုဆက်တူးလိုက်တဲ့အခါကျတော့မှရေကြီးတွေထွက်လာပါတယ်အေးအဲ့ဒီလိုပဲဂါထာတွေရွတ်တဲ့အခါမှာလဲကိုယ်စိတ်နဲ့တထက်တဲ့ကြတဲ့ဂါထာကိုထုံးနေအောင်ဆွဲဆွဲမြဲမြဲရွတ်ရတယ်ခွဘယ်အရာမဆိုထက်တန်တဲ့ဇွဲလုံးလာနဲ့ဒီဇိုင်းမလုံးမှရေတွင်းတူးသမားလို့ရေကြီးတောက်ရမယ်ဆိုတာမှတ်ထားခွဒုဖယအာနာဇက်ကဇာတိခေအာနာခေဝိတယခေဆိုတဲ့စัจ java လာဂတိတသိမ်းမှာအခုထိပြန့်နှံ့နေသေးပဲခွပရိတ်တော်တွေမဆိုထားနဲ့ဖျားရှင်ရဲ့ဒေသနာတွေတောင်အစွမ်းထက်တယ်မလားကပ္ပိယံကရောဟိမြင်မြပဲညာရှိတယ်လို့သုံးကြည့်အလွန်အသုံးတဲ့တာတွေ့လိမ့်မယ်အေးဘာတွေပဲစားထမင်းကိုတော့လက်မလွတ်နဲ့ကွကြားလားမှန်ပါလိုက်နာမှတ်သားပါမယ်ဖះဆိုပြီးတော့လေဒီဆရာတော်ဘုရားကြီးကအခုလိုဆုံးမဩဝါဒပေးခဲ့တဲ့ဂုဏ်တော်လဲပွားဂါထာလဲရွတ်ဆိုတဲ့အကြောင်းအရာလေးကိုကျွန်တော်ဖတ်ထားမိသလောက်ကျွန်တော်လေ့လာထားမိသလောက်ကိုကျွန်တော်ရဲ့ဓမ္မမိတ်ဆွေများအားလုံးအတွက်ကုသိုလ်တော်ထပ်ဆင့်ဝေမျှပေးလိုက်ရပါတယ်ခင်ဗျကျွန်တော်ရဲ့ဓမ္မမိတ်ဆွေများအားလုံးအတွက်အခုကျွန်တော်ဝေမျှပေးလိုက်တဲ့အကြောင်းအရာကအကျိုးရှိပြီးအသုံးဝင်စေလိမ့်မယ်လို့လည်းအပြည့်အဝယုံကြည်မိပါတယ်ခင်ဗျကျွန်တော်ရဲ့ဗီဒီယိုလေးကိုဒီလောက်နဲ့ပဲရလိုက်ပါတော့မယ်ခင်ဗျကျွန်တော်ရဲ့နောက်ထပ်အသစ်တင်ပေးသွားမယ့်ဗီဒီယိုလေးတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်ခင်ဗျ